မင်္ဂလာပါရှင်သမီးတို့ကတော့ PNFCE ဂျာကလာအခြေခံပညာအခမဲ့ online ကျောင်းမှာ grade 4ကျောင်းသူတွေများပဲဖြစ်ပါရှင်သိပ္ပံဘာသာရပ်မှာအလင်းငါပြုလုပ်ပြီးတော့အရာများကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါရှင်ပါဝင်မဲ့အကြောင်းအရာလေးကတော့အလင်းအရေးနဲ့အလင်းပြည့်ချင်းတို့ပဲဖြစ်ပါရှင်အလင်းဆိုတာဘာလဲအလင်းဆိုတာဆွဲအိတ်တစ်မျိုးဖြစ်ပြီးကျမတို့ပဝင်းခြင်းကိုဒီနိုင်အောင်နှိုးဆွပြီးတော့အရာဖြစ်ပါတယ်။အလင်းပင်မှာဥတီပန်မျိုးမျိုးတို့သွားပြီးခြောက်တန်းစွာသွားပါတယ်။အလင်းကိုအလင်းထုတ်လို့ရပြီးရင်အလင်းတဲ့အလင်းသွားရဥတီပန်တို့ဖူးပြနိုင်ပါတယ်။အလင်းကိုတဘာဝကရတော့အလင်းနဲ့လူတို့ပြုလုပ်တော့အလင်းတို့ဖြစ်ပါတယ်တဘာဝကပြီးတော့အလင်းတွေကတော့နေပိုးဆုံးကျူထင်းမိကျဲနဲ့မိုးချိုးတို့ဖြစ်ပါတယ်လူတို့ပြုလုပ်တော့အလင်းတွေကတော့မီးဒီမီးရိမ်ဖျောင်းနိုင်နဲ့မီးပြတိုက်တို့ဖြစ်ပါတယ်ခင်ဗျအရေးဆိုတာကပြပါတလားအရေးဆိုတာကတော့အလင်းသွားတဲ့လမ်းမှာတစ်ခုခုပိတ်ကလိုက်ရင်အရေးဖြစ်လာတယ်အလင်းထုတ်လို့ရပင်ရင်ရဲ့စမ်းကျင်ဘက်မှာပေါ်တယ်အရေးကြီးအရွယ်အစားပြောင်းလဲနိုင်ပါတလားပြောင်းလဲနိုင်ပါရဲ့ခင်ဗျအလင်းထုတ်လို့ရပင်ရင်နဲ့အယုတ်တို့နီးလင်းအရေးကြီးများတယ်။အလင်းထုတ်လို့ရပင်ရင်နဲ့အယုတ်တို့ကအနှဲငယ်ဝေးလင်းအရေးနည်းနဲ့တည်သွားတယ်။အလင်းထုတ်လို့ရပင်ရင်နဲ့အယုတ်တို့ပူဝေးသွားလင်းအရေးပူဝေးတည်သွားတယ်။ချိမတစ်ခုပေါ်တွင်အလင်းမြူတို့တော့ပါတယ်နီ။ချိမတစ်ခုပေါ်တွင်အလင်းဖြတ်တန်းစွာတော့ပါတယ်။အလင်းပြန်ချင်းဆိုတာကပါလေအလင်းပြန်ချင်းဆိုတာကနီမလာတော့အလင်းတန်းကကျင်းမှန်ပေါ်တူကြာရောက်ပြီးအလင်းပြန်ထွက်လာခြင်းကိုအလင်းပြန်ချင်းလို့ခေါ်ပါတယ်အလင်းပြန်ချင်းဖြစ်ပေါ်စေတော့ဝတ္ထုတွေကတော့တထုပြဖန်ရင်းနီပြောင်းလဲတော်မြင့်တဲ့ပြင်ရှိအရာဝတ္ထုတူပဲဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကျတော့အလင်းပြန်ရှိစသက်ချက်ကိုပြုလုပ်ပါပဲဖြစ်ပါတယ်ရှင်တမီကိုမမထုံပေးမမတစနအနောက်ကအမေအောင်မျက်နှာပြင်ပေါ်တူရောက်သွားပြီးအဲ့ဒါကိုအလင်းပြန်ချင်းလို့ခေါ်ပါတယ်ရှင်တမီတို့တိတ်ပံပြချက်လေးကိုအဆုံးထိစိတ်ပါဝင်စားစွာကြည့်ရှုပေးပါတော့တူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်